AutoCAD အခြေခံမရှိသေးတဲ့သူတွေအတွက် AutoCAD အခြေခံလေးမျှဝေတဲ့အစီအစဉ်လေးပါဒီနေ့တော့ကျွန်တော်က AutoCAD မှာမြင်းချောင်းဘယ်လိုဆွဲလဲပေါ့နော်အဲ့ဒါလေးကိုပြောပြပါမယ်အဲ့တော့ကျွန်တော်တို့မြင်းချောင်းဆွဲမယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုတော့ line ပေါ့နော် line ပေါ့နော်အဲ့တော့ line ဘယ်လိုဆွဲမလဲပေါ့နော် line ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကဆွဲရမလဲတစ်ချက်ကတော့ဒီသူ့ရဲ့ AutoCAD မှာပါတဲ့ဒီ menu bar ထဲမှာဒီမှာ line ဆိုတာရှိเนาะဒီ line ကနေယူပြီးဆွဲလို့ရတယ်တစ်ချက်เนาะဟုတ်ပြီเนาะအဲ့လိုဆွဲလို့ရမယ်ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ menu bar လို့ခေါ်ပါတယ်เนาะအဲ့ဒီထက်မှာဒီ draw ထဲမှာလည်းပဲ line ဆိုတာရှိပါတယ်အဲ့ကယူဆွဲရင်လည်းရပါတယ်เนาะနောက်တစ်နည်းကတော့ဒီဘက်မှာ toolbar လေးတွေရှိပါတယ်ဒါလေးတွေကိုကျွန်တော်တို့ခေါ်တင်ထားလို့ရပါတယ်เนาะအဲ့တော့ဒီ toolbar လေးကလည်းဒီမှာ line ဆိုတာရှိပါတယ်ဒီကနေဆွဲရင်လည်းရပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီကနေကျွန်တော်တို့တနည်းမဟုတ်တနည်းယူဆွဲလို့ရပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီ toolbar လေးကဘယ်လိုရလဲဆိုတာလေးကိုတခါတည်းပြောပြမယ်เนาะအဲ့တော့ဒီ toolbar လေးကဥပမာဆိုကြပါဒီ toolbar လေးကကျွန်တော်တို့ကဒါခဏဒါလေးမရှိသေးဘူးပေါ့เนาะဆိုလို့ရှိရင်ကျွန်တော်ဒီ toolbar လေးကဘယ်ထဲမှာရှိလဲဆိုရင်အပေါ်ကခုနကပြောတဲ့ menu ထဲမှာ tool ဆိုတာရှိပါတယ်အဲ့ဒီ tool လေးကိုဖွင့်လိုက်လို့ရှိရင်အောက်မှာ toolbar ဆိုတာလေးထပ်ပေါ်လာပါမယ်အဲ့ဒီ toolbar လေးကိုဆက်သွားလိုက်လို့ရှိရင် AutoCAD ဆိုတာပေါ်လာပါမယ်အဲ့ဒီ AutoCAD ကိုဆက်သွားလိုက်လို့ရှိရင်ဘေးမှာ toolbar လေးတွေအများကြီးထွက်လာလိမ့်မယ်အဲ့ဒီကမှကျွန်တော်တို့လိုချင်တဲ့ toolbar တွေတင်ထားလို့ရပါတယ်အဲ့ဒီတော့အခုကကျွန်တော်ခုနက draw toolbar လေးတင်နေတာအတွက်ဖြစ်တဲ့အတွက်ဒီမှာ toolbar လေးတွေ့ပါပြီဒါဆိုဒါလေးကိုကျွန်တော်ဒီလိုလေး click လိုက်လို့ရှိရင် toolbar လေးရောက်လာပါပြီအဲဒီ toolbar လေးကိုဒီလိုလေးဘေးနားလေးမှာအလိုက်ပြီးကတ်ထားလို့ရပါတယ်ဟုတ်ပြီနော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ toolbar လေးကလေလိုသလိုဆွဲလို့ရပါတယ်ဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်အခုက line ကိုဆွဲပြမှာဖြစ်တဲ့အတွက်เนาะအဲ့တော့ line ကိုစဆွဲပါအဲ့တော့အခုတော့ကျွန်တော်ဒီ toolbar လေးကပဲယူဆွဲလိုက်မယ်เนาะဒီမှာ line ဆိုတာရှိပါတယ်ဟုတ်ပြီဒါဆိုဒါလေးကိုကျွန်တော်တို့က mouse လေးနဲ့တွားပြီးclickလိုက်เนาะပြီးရင်ကျွန်တော်တို့ကစဆွဲမဲ့တနည်းအားသတ်မှတ်မယ်ဟုတ်ပြီเนาะအဲ့တော့ AutoCAD မှာဆွဲရမယ်ဆိုလို့ရှိရင်သူ့ရဲ့အောက်မှာဒါဒီနားမှာဒါ command line လို့ခေါ်ပါတယ်เนาะ command line လို့ခေါ်ပါတယ်အဲ့မှာသူကဆွဲမဲ့သူ့ရဲ့နည်းလေးတွေကိုအညွှန်းလေးတွေပေးထားပါတယ်အဲ့မှာ first point ဆိုတာပထမဆုံးတနေရာသတ်မှတ်ပြီးစဆွဲမယ်ပေါ့နော်အဲဆိုကျွန်တော်ဆွဲလိုက်ပါပြီတနေရာမှာ click လိုက်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဘာလေးဆွဲကြည့်မလဲဆိုတော့ကျွန်တော်တို့က student လေးပေါ့နော် rating ရဲ့ပုံစံမျိုးလေးဆွဲကြည့်မယ်နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့စဆွဲကြည့်ရအောင်အဲ့တော့ပထမဆုံး first point ဆိုတော့ point ပေးလိုက်မယ်ရောက်လာပါပြီနော်ရောက်လာပြီဟုတ်ပြီအဲ့တော့ဒါဒီ point လေးကိုကျွန်တော်တို့ကရောက်လာပြီဆိုလို့ရှိရင်ဘယ်ဘက်ကိုသွားမလဲညာဘက်ကိုသွားမလဲချိန်လိုက်ပေါ့နော်အဲ့တော့ညာသောအဖြစ်တော့ကျွန်တော်တို့ကညာဘက်ကိုဆက်သွားတာများနော်အဲ့မှာကျွန်တော်တို့ကလိုအပ်တဲ့ဒီ distance လေးတစ်ခုပေးမယ်နော်အရှည်လေးတစ်ခုပေးမယ်ဆိုရင်အဲ့ဒါလေးကိုကျွန်တော်တို့တတ်ပါမယ်ဆိုကြပါစို့တပေဆိုပါတော့နော်အဲ့ဆိုရင်ကျွန်တော်တို့ကတပေဆိုတော့1 keyboard ထက်ကနေ1လို့ရိုက်မယ်ပြီးရင်ပေလေးက interface မှာရှိတဲ့ comma လေးထည့်လိုက်ရင်ပေတန်ဖိုးလေးရမယ်ပြီးရင် keyboard တွေကပဲ enter လေးခေါ်လိုက်ပါ enter လေးခေါ်လိုက်ရင်အဲတပေနေရာမှာသူရက်သွားလိမ့်မယ်เนาะ line လေးရက်သွားလိမ့်မယ်ပြီးရင်သူဘယ်ကိုဆက်သွားမလဲသူ mouse လေးနဲ့ရွှေ့ရပါမယ်အဲ့တော့ကျွန်တော်တို့ကအပေါ်ကိုသွားခြင်းလဲဆိုအပေါ်ကို mouse လေးရွှေ့ထားပြပါပြီးရင်တခါတပေလို့ထပ်ရိုက်မယ်เนาะခုနတိုင်းပဲ keyboard တွေက1ရဲ့ပေလက္ခဏာလေးကိုရိုက်မယ်ပြီးရင် enter ခေါက်မယ်ဟုတ်ပြီနော်ပြီးရင်တခါကျွန်တော်တို့ direction ပဲသွားမယ်ဒီဘက်ကိုသွားမယ်ပေါ့နော်အဲ့တော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ mouse လေးဒီဘက်ကိုရွှေ့ထားပြီမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာတပေထပ်ရိုက်မယ်နော်တပေဆိုပြီးရိုက်မယ် enter လေးခေါက်ပါမယ် enter ခေါက်ရင်အဲ့နေရာမှာကြာမယ်နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ကဒါလေးကိုပြန်ဆုံးသတ်မယ်ဆုံးသတ်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာလာပြီးတော့ဒီလိုထုတ်လိုက်လိုက်ရတယ်ဒါမှမဟုတ်စိတ်ချအောင်ဆိုလို့ရှိရင်
ခုနကကျွန်တော်ပြောတဲ့ menu ပါမှာကြည့်လိုက်ပါ close ဆိုတာလေးပါပါလေเนาะအဲ့တော့ close တဲ့ကသူကဒီစာလုံးအကြီးဒီသူ့ရဲ့ shortcut ပါသူ့ရဲ့အတူကောက်ပေါ့နော်အဲ့ဆိုဒီမှာ close တဲ့ C ကိုနှိပ်လိုက်လို့ရှိရင် keyboard ရဲ့ C လေးယူပြီးတော့ enter လေးခောက်ပြလိုက်လို့ရှိရင်အဲ့ညမှာအလိုလိုတော့ပိတ်ပါတယ်เนาะအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ line အသုံးပြုတဲ့နည်းလေးပါเนาะ